လူလောကဆိုတာထာဝရတာယာနေတာမဟုတ်ဘူးအဆိုးနဲ့တွေ့တဲ့အခါရှိတယ်အောင်မြင်တဲ့အခါရှိတယ်လို့ကြာဆုံးတဲ့အခါရှိတယ်ဘဝမှာလည်းနုပြုလန်းဆန်းတဲ့အချိန်ရှိတယ်လို့အိုမင်းရင်ရောသွားတဲ့အချိန်ရှိတယ်ဥစ္စာရဏကြွယ်ဝချမ်းသာတဲ့အချိန်ရှိတယ်လို့ဆင်းရဲမွဲတေသွားတဲ့အချိန်ကလည်းရှိတယ်စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ကြုံရတာရှိတယ်လို့စိတ်ဆင်းရဲစရာတွေပြဿနာတွေနဲ့ကြုံတဲ့အချိန်ပိုင်းဆိုလည်းရှိတယ်အလုံးကဝိုင်းပြီးတော့ချီးကျူးကြတယ်မြောက်စားကြတယ်ဆိုတဲ့အခါရှိတယ်လို့ပဲအလုံးရဲ့တတွေးခွက်မှာပက်လက်မျောပြီးကြဲ့ရခံရတဲ့အချိန်တွေမျိုးရှိတယ်လောကထဲမှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာလောကရဲ့သဘာဝလို့ဆိုတဲ့အကောင်အဆိုးလောကဓာတ်မျိုးနဲ့ကြုံတွေ့လာရမှာဖြစ်တယ်။အဲ့ဒီလိုကြုံတွေ့တဲ့အခါမှာစိတ်ဓာတ်တုန်လှုပ်ခြောက်ခြားမှုမရှိအောင်ကိုယ်စိတ်ကိုတည်ငြိမ်တိမတ်စွာထားနိုင်ခြင်းဟာလည်းပဲစတုထအနေနဲ့လောကအတွင်းနေတဲ့အခါမှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းတစ်ခုဖြစ်တယ်အခွင့်အရေးမှန်သမျှကိုယ်ပဲရခြင်းနဲ့သူများကိုမပေးနိုင်မပေးခြင်းဟာမစ္စရိယလို့ခေါ်တယ်နော်လောဘနဲ့တွဲတာမဟုတ်ဘူးသူကဒေါသနဲ့တွဲတာမစ္စရိယတရားကကိုယ်အတွက်လို့စဉ်းစားပြီးကိုယ်ပိုင်ဆိုင်လာပြီဆိုလို့ရှိရင်တစ်ဖက်သားကိုရန်လုပ်တတ်တဲ့သဘောရှိတယ်ကြောင်ကလေးတွေကြည့်သူတို့ပါဇက်ထဲကြွက်တကောင်ရပြီးဖမ်းမိသွားပြီဆိုလို့ရှိရင်ရန်လုပ်တော့တာပဲလေလူတွေကတော့ပြောတယ်မန်ဖီတယ်ဆိုတာမန်ဖီတာဘယ်သူ့ကိုမန်ဖီတာတော့ဆိုကိုရထားတဲ့ဟာကိုတခြားကလာလွတ်မှဆိုလို့မန်ဖီတာအဲ့တော့မစ္စရိယနောက်မှာဒေါသရှိတယ်နော်ဒါကြောင့်မို့မစ္စရိယတရားဒေါသကိုပိုင်ထားတဲ့အရာကိုသူများကို share မလုပ်နိုင်တာမစ္စရိယအိတ်တာဆိုတာကြတော့သူများကြီးပွားတာကိုမနာလို့မရှုစိဖြစ်တာအိတ်တာအဲ့ဒီသဘာဝတရားနှစ်ခုဟာအလွန်ဆိုးဝါးတယ်ဒါကြောင့်မို့လောကလူတွေဟာအိမ်မှာနေထိုင်ကြပြီးတော့နော်မိသားစုချွေးတယ်မွေးတယ်ဆိုတဲ့အချိန်မှာမိသားစုဘဝမှာနေတဲ့အခါမှာမစ္စရိယတရားလွှမ်းမိုးနေတဲ့အိမ်ဟာ6ကပ်ကပ်ဖြစ်နေတတ်တယ်ပေါ့ဘယ်သူမှအခန္ဓာတို့ကျွေးမွေးတာတို့မလုပ်ဘူးရှိတာဖွဲ့ထားတယ်ဆိုတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီလိုအိမ်မျိုးသွားလို့ရှိရင်ရေတောင်တောက်ရမှာမဟုတ်ဘူးပေါ့ဒီလိုဆိုတာပေါ့အဲ့တော့မစ္စရိယကင်းတဲ့အိမ်မျိုးဖြစ်ရမယ်နေ့စဉ်ဘဝမှာမစ္စရိယကင်းတဲ့မိသားစုမျိုးဖြစ်ရမယ်ဆိုအဲ့ဒီလိုဖြစ်လို့ရှိရင်ဒီအိမ်ဟာကုသိုလ်တွေရပြီးကုသိုလ်တွေမပြတ်စီးဆင်းနေတဲ့အိမ်ဖြစ်တယ်ဆွန်လေးတစ်စုံလောင်းလိုက်တယ်ဖះကိုစီမီလေးလှူတယ်ဖះကိုသေချာရှ िख ိုးတယ်ပူဇော်တယ်ကမ္မထာလေးနေ့စဉ်နိုင်ဝဲလောက်ထိုင်တယ်အသေးဖွဲလေးလို့ထင်အောင်ထင်မယ်နေ့စဉ်ဆွန်တစ်စုံလောင်းတယ်အသေးဖွဲလို့ထင်အောင်ထင်မယ်သို့တော့အဲ့ဒီလုံးတဲ့ကုသိုလ်ကောင်းမှုတွေဟာကိုယ်စီမရောက်ဖဲနဲ့ပြောင်းပြတ်သွားမယ်လို့အထင်မသေးနဲ့တဲ့ဥဒ္ဒဗေနုနိပါဒေနဥဒ္ဒကုံဘောပိပုရတိမိုးရေပေါက်လေးဟာတစ်ဆက်ကြပြီမဲ့လို့အိုးကြီးဟာပြည့်သွားနိုင်တယ်အဲ့ဒါလို့ပဲတိရောပုရတိပုံညတထောကံပိအာစေနကုသိုလ်ကောင်းမှုဆိုတာဒီနေ့နည်းလေးလုပ်အောင်နောက်ကြလို့ရှိရင်ကုသိုလ်ကောင်းမှုတွေပြည့်သွားတယ်လို့သူဆိုတယ်ဒီဆုံးမစကားလေးတွေကလူတွေမှာခွန်အားကိုဖြစ်စေတတ်တယ်အမှန်တရားကိုလည်းသိရှိခွင့်ရသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမစကားလေးတွေဟာဓမ္မပဒမှာစိတ်ပါဝင်စားလို့ရှိရင်အင်္ဂလိပ်လိုပြန်ထားတာတွေလည်းရှိတယ်ဗမာလိုလည်းရှိတယ်ဒီစကားလုံးလေးတွေကိုစဉ်းကျင်သုံးသပ်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမစကားလေးတွေဖတ်ရှုပြီးကိုယ်ဘဝအတွက်ခိုင်လိုင်းဖြစ်သုံးချမယ်ဆိုလို့ရှိရင်ဓမ္မတန်ဖိုးရှိတဲ့ဆုံးမစကားလေးတွေဖြစ်တယ်ဆိုတာမှတ်သားနိုင်ကြဖို့ပါဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမစကားများဟာဓမ္မတန်ဖိုးရှိသည့်အတွက်ကြောင့်
မိမိတို့ကိုယ်တိုင်နာယူမှတ်သားပြီးမကြာခဏဆင်ញင်သုံးသပ်ခြင်းအပြင်ရှင်တဲ့နှလုံးနဲ့ရောက်ရှိပြီးအသိဉာဏ်တွေတိုးတက်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း